ဒီနေ့လုပ်ပြမှာတော့ Windows တင်ဖို့အတွက် bootable stick လုပ်တဲ့နည်းကိုပြောပြမှာဖြစ်ပါတယ်။ကျွန်တော်ပထမဆုံး browser ကိုသွားလိုက်ပါမယ်။ Google Chrome ဖြစ်ဖြစ်ပေါ့နော်။ကိုသုံးတဲ့ browser ကိုဖွင့်ပါ။အဲဒီမှာ RUFUS Root လို့ရိုက်ပါ။အဲဒီမှာ Root ကိုတွေ့ပြီ။ Root ကို download ဆွဲမယ်။ရောက်လာလေးမှာ Root 4.11 exe ဆိုရှိတယ်။အဲဒါကို download လိုက်မယ်ပေါ့နော်။ Start download ဆွဲမယ်။ Okay open လိုက်မယ်ပေါ့နော်။ဒါဆိုရင် device မှာဘာမှမတွေ့ဘူး။ Root မှာနော်။ Windows တင်ဖို့အတွက် device USB stick တစ်ချောင်းလိုတယ်။ device မှာထိုးထားတယ်လို့ USB မှာထိုးထားတယ်လို့ device မှာဘာမှပေါ်မနေဘူး။ကျွန်တော်က USB device တစ်ချောင်းလိုတယ်။ 16 GB ဖြစ်ပေါ့နော်။ USB stick တစ်ချောင်းလိုပါတယ်။ Okay နောက်ထပ်လိုတာက Windows ISO file ပေါ့နော်။ Windows ကိုတင်မဲ့ Windows 10ဖြစ်ဖြစ်Windows 11ဖြစ်ဖြစ်ပေါ့။များသောအားဖြင့်ခုနောက်ပိုင်းတော့64 bit တွေသုံးကြတာပေါ့နော်။ဒီ site ကတော့ကျွန်တော်ဒီ website မှာISO file ကို download ဆွဲတယ်ပေါ့နော်။ဒီ website မှာပဲကျွန်တော်အသုံးများတယ်။ဒီမှာ operating system တွေမျိုးစုံရှိတယ်။ Windows 11 Windows 10အစုံရှိတယ်။ကျွန်တော်တို့ကအခုက Windows 10နဲ့လုပ်ပြမှာဖြစ်တယ်ပေါ့နော်။ Windows 10နဲ့64 bit ပေါ့နော်။ Windows 10 64 bit ဒီမှာကျွန်တော် download ဆွဲမယ်။ဒီမှာတော့သူ password ပေးထားတယ်။အဲဒီ zip file ကြည့်ဖို့တော့ပေးထားတဲ့ password ပေါ့နော်။ဒီ password လေးမှတ်ထားပါ။ကျွန်တော်ကတော့ download ဆွဲပြီးသွားပြီဗျ။ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော် down မပြတော့ဘူး။ကျွန်တော်မှာ file download ဆွဲပြီးသားအစီအစဉ်ရှိတယ်။အဲဒါလေးကိုတစ်ချက်သွားပြီးကြည့်လိုက်မယ်။ ဟုတ်ပြီဒီမှာအဲဒီ file လေးက download ဆွဲထားတဲ့ဟာပေါ့နော်။ Windows 10 64 bit ISO Okay အဲဆိုရင်ကျွန်တော်တို့အခုကroot နဲ့လိုအပ်ချက်က root ရယ် Windows ISO file ရယ် USB stick USB stick ကိုကျွန်တော်တို့ PC မှာမထိုးရသေးဘူးခုနကဘာမှပေါ်မနေဘူး။ USB stick ကို PC မှာထိုးမယ်။ဒါဆိုရင် USB stick ထိုးလိုက်ပြီ။ဒီဥစ္စာကအနည်းဆုံး16 GB ဆိုရင်တော့ပိုအဆင်ပြေတာပေါ့နော်။ကျွန်တော်ဒီမှာ disk or ISO file ဆိုရှိတယ်။တခြားဟာတွေလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ရွေးမှာက disk or ISO image ဆိုတဲ့ဟာကိုပဲအမြဲတမ်းရွေးရမယ်နော်။ ISO file နဲ့ပဲ run မှာမို့လို့။Windows file ကိုသွားရွေးမယ်။ select ကိုနှိပ်ပါ။အဲဒီမှာကို download ဆွဲထားတဲ့ file နေရာပေါ့နော်။ Windows ISO file ကိုသွားပြီးတော့အဲဒီမှာသွားပြီးတော့နှိပ်မယ်ပေါ့နော်။သွားရွေးမယ်ပေါ့။ Windows 10 64 bit ISO ဒီဟာလေးကို2ချက်နဲ့ရွေးလိုက်မယ်။ Okay ဒါဆိုရင်နောက်ထပ်ကြည့်ရမှာကဘာလဲဆိုတော့ image option နဲ့နော် standard Windows installation ပုံစံနဲ့ပဲကျွန်တော်တို့ကရွေးထားမှာ။အဲတော့သူကသူရွေးပြီးသားဖြစ်တယ်။နောက်ထပ်ပြီးတော့သိရမှာက partition scan GPT နဲ့ MBR ဆိုတာဒီနေရာမှာကြည့်ရမှာနော်။ကိုတင်မဲ့ PC က MBR လား GPT လားဆိုတာကိုကြည့်ဖို့လိုတယ်။အဲတော့ဒါကိုဘယ်လိုကြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်။ The desktop ပေါ်မှာ this PC ဆိုတာရှိတယ်။အဲဒီပေါ်မှာ right click ခောက်လိုက်ပါ။ right click ခောက်ပြီးတော့အဲဒီမှာ manage ဆိုတဲ့ဟာကိုနှိပ်ပါ။ manage ကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ကတချို့လဲthis PC ဆိုတာကမပေါ်နေတဲ့နေရာတွေရှိတယ်ပေါ့နော်။အဲတော့ပေါ်အောင်လုပ်လို့ရတဲ့နည်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်ပြပေးမယ်။ဒီမှာတော့ manage ကိုနှိပ်လိုက်မယ်။ right click ခောက်တယ်နော်။ right click ခောက်တယ်ပြီး manage ကိုနှိပ်တယ်အဲဒီမှာ disk management ဆိုတဲ့ဟာကိုနှိပ်မယ်
storage အောက်မှာပေါ့နော် storage အောက်မှာ disk management ဆိုတော့နှိပ်မယ်ဒါဆိုရင် disk management ကိုနှိပ်လိုက်ပြီးအောက်မှာဒီ computer မှာရှိတဲ့ hard disk ဘယ်နှလုံးထည့်ထားတယ်ဘယ်လောက် GB ရှိလဲဆိုတော့ပြထားတယ်ပေါ့နော်ဒါဆိုရင်တော့ C မှာသွားကြည့်ရမှာ C ကအမြဲတမ်း Windows installation လုပ်ထားတာများတယ်ပေါ့နော် Windows installation လုပ်ထားတဲ့နေရာဒါဆိုရင် disk 0လို့ပေါ်နေတဲ့နေရာအဲဒီနေရာမှာသွားပြီးတော့တစ်ချက်ထောက်လိုက်မယ်ပြီးရင် right click ခေါက်မယ်ဒီနေရာလေးမှာ right click ခေါက်မယ်ပေါ့နော်နောက် property ကိုနှိပ်မယ် okay volume ဆိုတော့ဆက်နှိပ်မယ်ဟုတ်ဒါဆိုရင် partition style ဆိုတဲ့နေရာမှာဒီမှာ GUID partition table GPT ဆိုပြီးတော့မှပြပြထားလိမ့်မယ် MBR နဲ့သုံးထားတဲ့ PC laptop တွေဆိုရင်တော့ဒီနေရာမှာ MBR လို့ပြလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် PC ကတော့ GPT နဲ့ဖြစ်တယ် GPT အတွက်ဆိုတော့ကျွန်တော်က Windows 10လုပ်ချင်တယ်ဆိုရင် GPT နဲ့ပဲလုပ်မှာအဲ့တော့ GPT လား MBR လားဆိုတော့ဒီစာရွေးပြီးတော့ကိုလုပ်ချင်တဲ့ဟာကိုရွေးမယ်ပေါ့နော်တကယ်လို့ PC ကပေါအောင်ဖွင့်မရဘူးဘာနဲ့လာမှမသိဘူးဆိုတော့ stick နှစ်ချောင်းလောက်ထားတာပုံအဆင်ပြေတယ် GPT နဲ့တစ်ချောင်းလောက်ထားမယ်ပြီး MBR နဲ့တစ်ချောင်းလောက်ထားမယ်နောက်နှစ်ချောင်းရှိရင် best stick နဲ့ဆိုရင် level လေးတော့တက်ထားပေါ့ကျွန်တော် GPT ဆိုရင် GPT MBR ဆိုရင် MBR ပေါ့အဲ့လိုမျိုးဆိုရင်တော့ကြိုက်တဲ့ဟာနဲ့ထိုးလို့ရတာပေါ့ okay နောက်တစ်ခုက volume level တဲ့ volume level မှာကိုကြိုက်တဲ့နာမည်ကိုကြိုက်တဲ့နာမည် stick ကိုပေးထားတဲ့နာမည်ရေးလို့ရတယ်နောက်စပြီးတော့ bootloader stick လုပ်တော့မှဆိုရင်ဒီမှာ start ကိုနှိပ်မယ်ပေါ့နော်အဲ့မှာ create a local account နဲ့ဒီမှာ user လို့ပဲပေးထားမယ်ပြီးရင် okay ကိုနှိပ်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ level နာမည်ပေးတာကိုတွားပြီးတော့တင်လိုက်တဲ့ PC မှာအဲ့နာမည်ပါတော့မှာမဟုတ်ဒါဆိုရင် USB stick ထဲမှာရှိတဲ့ဟာတွေအကုန်လုံးဖြတ်မှာတဲ့ okay ဖြတ်မှာပါဆိုတော့ဒီကအလွတ်ဆိုရင်ပုံအဆင်ပြေတယ်တကယ်လို့အဲ့ဒီ stick ထဲမှာတခြားຢာတွေရှိနေမှာဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုယ်တက်တက်သိမ်းထားလိုက်ပေါ့နော်ဒါမှမဟုတ်အလွတ်တစ်ချောင်းနဲ့လောက်တာပိုကောင်းတာပေါ့refresh ကဒါစပြီးတော့ဒီ bootable stick ထဲကို Windows ISO file ကိုစပြီးတော့ထည့်သွင်းနေပြီပေါ့နော်အချိန်ကတော့နည်းနည်းတော့ကြာမယ်5မိနစ်10မိနစ်လောက်တော့ကြာမှာပေါ့အဲ့ကျွန်တော်တို့ခဏလေးစောင့်နေလိုက်မယ်ပေါ့နော်ပြီးသွားတဲ့အချိန်ကြာလို့ရှိရင်ဒီမှာ start လေးပေါ်နေမယ်နော်ဟိုရှိတဲ့ဒီကောင်တွေကအပြီးတစ်ခုခုရတယ်ဆိုရင်တော့ like လေးနဲ့ subscribe လေးနှိပ်ပြပါလို့ဗမ်းကြည့်ပါဦးနော်okay ဒါဆိုရင်တော့ပြီးသွားပြီပေါ့နော် ready လို့ပြသွားတယ် ready လို့ပြသွားရင်ဒါကျွန်တော်တို့ bootable stick လုံးလို့ပြီးသွားပြီဖြစ်ပါတယ် bootable stick ကိုထုတ်ပြီးတော့ computer မှာသွားပြီးတော့ထိုးပြီးတော့ Windows စာပြီးပြင်လို့ရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ready ဖြစ်ပြီဆိုတော့တောင်းကိုပိတ်လိုက်မယ်ဟုတ်တော့ဆိုရင်ဒီမှာမြားစိမ်းလေးပေါ်ပြီးတော့မှဒီမှာ Windows တင်လို့ရတဲ့ bootable stick ရဲ့ပုံစံလေးပြနေပါတော့ကျွန်တော်ကဒါကို stick ကိုပြန်ဖြုတ်ကြည့်မယ် stick ကိုဖြုတ်ပြီးတော့မှပြန်ပြီးတော့ PC မှာပြန်ပြီးထိုးကြည့်မှာပေါ့နော်ချမ်း PC မှာသွားထိုးတော့အလုံးမလို့ပြီးချင်တော့လေဒါကိုဖြုတ်လိုက်မယ်ထုတ်လိုက်မယ်ဒီကိုဆွဲနှောက်လိုက်မယ်ဒီပြန်ထိုးကြည့်မယ်ပြန်ထိုးကြည့်တဲ့အချိန်မှာသူကအလုံးလုံးတယ်ဆိုရင်ဒါဒီ bootable stick လောက်တာကအောင်နေတယ်ဒါဆိုတော့တက်လာပြီးပြန်ထိုးလိုက်ပဲ PC မှာသွားထိုးဒါအလုံးလုံးလို့ရပြီဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်